မြန်မာသတင်းမီဒီယာလောကဟာပြည်ပြည့်စုံတဲ့လွတ်လပ်မှုမရှိသေးကြောင်းနဲ့သတင်းမီဒီယာသမားတွေအနေနဲ့မိမိတို့ရေးသားဖော်ပြချက်တွေအပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်နေကြောင်းအမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကဒီနေ့နိုင်ငံတကာသတင်းမီဒီယာသမား300ကျော်တက်ရောက်တဲ့နိုင်ငံတကာမီဒီယာညီလာခံနဲ့ဆုဖောင်ဒေးရှင်းဖွင့်ပွဲအခမ်းအနားမှာတိုက်တွန်းပြောကြားလိုက်ပါတယ် If people ask me, do we have absolute freedom of the media in this country, I would say no, for the simple reason. ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာကတကယ်လို့ဒီနိုင်ငံမှာသတင်းမီဒီယာလွတ်လပ်ခွင့်ပြည့်ပြည့်စုံနေပြီလားလို့မေးရင်လွတ်လပ်မှုအပြည့်အဝမရှိသေးဘူးလို့ပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုအကာအကွယ်ပေးထားတဲ့မီဒီယာဥပဒေမရှိသေးလို့ပါပဲ။တစ်ချိန်တည်းမှာလည်းတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းမီဒီယာတွေလည်းလုံလုံလောက်လောက်မရှိသေးပါဘူး။အဲ့ဒါကဘာကြောင့်လဲဆိုရင်နှစ်ပေါင်းများစွာလွတ်လပ်ပြီးတာဝန်ခံမှုရှိတဲ့သတင်းမီဒီယာလောကနဲ့အဆက်ပြတ်ခဲ့လို့ပါပဲ။ဒါကြောင့်တာဝန်ခံမှုရှိတဲ့မီဒီယာလူငယ်တွေအများပြားရှိလာဖို့စနစ်တကျလေ့ကျင့်ပေးဖို့လိုအပ်နေပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကလက်ရှိအခြေအနေနဲ့လိုအပ်ချက်ကိုပြောခဲ့ပါတယ်။